တစောင်းမုံလာပြီတာမညဖလအခါရော်နေတာမညဖလဆိုတာယဟန်ပြုခြင်းရဲ့အကျိုးလို့အဓိပ္ပာယ်ရပါတယ်ဒါကြောင့်တာမညဖလအခါရော်နေဟာလေဖျားရှင်ကယဟန်ပြုခြင်းရဲ့အကျိုးကိုဟောကြားခဲ့တဲ့နေ့ပါပဲအဲ့ဒီတာမညဖလအခါရော်နေဟာဖျားရှင်လက်ထက်တော်ကာလတခုသောတစောင်းမုံလာပြီနေ့ဖြစ်ပါတယ်တာမညဖလအခါရော်နေဖြစ်ပေါ်လာပုံကဒီလိုပါအဇာတသက်မင်းသားဟာခမည်းတော်ဗိမိတာရမင်းကြီးကိုတတ်ခဲ့မိတဲ့အချိန်ကစပြီးညစဉ်အိပ်မပျော်တဲ့ယောဂဝေဒနာဆွဲကပ်နေပါတော့တယ်အလိုလေးနေရောညပါစက်တော်ခေါ်မပြောနိုင်ပါလားအဇာတသက်မင်းသားဟာအိပ်ဆက်လို့မျက်လုံးစုံမိတ်တဲ့တိုင်းဖခမည်းတော်ဗိမိတာရမင်းကြီးရဲ့ပုံရိပ်ကိုပဲမြင်အောင်လုပ်နေတယ်ပြီးတော့သူ့ရဲ့မျက်လုံးစုံကိုလှန်ချက်ပေါင်းများစွာနဲ့ထိုးခံရသလိုခံစားရတော့တယ်အမလေးအစာတသက်မင်းသားအဲ့ဒီလိုအိတ်မပြောတဲ့ယောဂဝေဒနာကိုစေးသမားတော်မျိုးစုံနဲ့ကုသစေတော်လဲပျောက်ကင်းမှုမရှိဘဲအိတ်မပြောတဲ့ဝေဒနာပိုလို့ဆိုးလာတော့တယ်မူကြီးမကြီးတို့ဘာကိုတော်မြတ်ရဲ့အိတ်မပြောခြင်းဝေဒနာပျောက်ကင်းစေဖို့ဘယ်လိုလုပ်ရပါမလဲအကြံဉာဏ်များပေးကြပါဦးကွယ်မှန်လားပါအဲ့ဒီကိစ္စအတွက်ဒိဋ္ဌိဆရာကြီး6ဦးစီမှာချင်းကပ်မေးမြန်းတင်ပါတယ်အရှင်မင်းကြီးအဲ့ဒီလိုမုမတ်တို့ရဲ့အကြံပေးချက်ရအဇာတသက်မင်းကြီးဟာဒိဋ္ဌိဆရာကြီး6ဦးစီတွားရောက်မေးမြန်းလေတယ်အရှင်ကြီးတို့ကျွန်ုပ်ယခုခံစားနေရတဲ့ဝေဒနာဟာကျွန်ုပ်ပြုတ်ဘူးတဲ့ကံကြောင့်ပဲလားအိုးဘာကံလဲကံဆိုတာကိုကျုပ်တို့လက်မခံဘူးကံဆိုတာဘာလဲကျုပ်တို့မသိဘူးဩအရှင်ကြီးတို့ကကံရဲ့အကြောင်းကိုမသိဘူးကိုဒါဆိုဘယ်လိုအကျိုးကိုမျှော်ကိုပြီးအရှင်ကြီးတို့ယဟန်ပြုကြတာလေယဟန်ပြုခြင်းရဲ့အကျိုးတာမညဖလားရဲ့အကြောင်းရှင်းပြပါလားအေးဒါကတော့ဟိုဒိဋ္ဌိဆရာကြီး6ဦးစလုံးဟာယဟန်ပြုအပ်ခြင်းရဲ့အကျိုးတာမညဖလားအကြောင်းရေးလဲအောင်မရှင်းပြနိုင်တဲ့အတွက်အဇာတသက်မင်းကြီးဟာဘုံရင်မကျဖြစ်သွားရတယ်ခက်ပြီပဲငါလိုချင်တဲ့အဖြေကိုအဘယ်ပုဂ္ဂိုလ်စီကရနိုင်မှာလဲအဇာတသက်မင်းကြီးရဲ့အခက်အခဲကိုတည်သွားတဲ့သမားတော်ကြီးဇီဝကကအကြံပြုလျှောက်ထားနေတယ်အရှင်မင်းကြီးတိလိုတာကိုဗုဒ္ဓမြတ်စွာဘုရားရှင်ပဲဖြေနိုင်ပါလိမ့်မယ်ဘုရားရှင်ထံသွားရောက်မေးမြန်းသင့်ပါတယ်အရှင်မင်းကြီး